ကဲပတ်စံအိတ်လေးတစ်လုံးကောက်ရထားပါတယ်ခင်ဗျာနော်ကျွန်တော်တို့ပတ်စံအိတ်ထဲမှာတော့ပတ်စံက300ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဘန်ကတ်တွေပါလာတယ်ဗျဘန်မင်္ဂလာပါဒီနေ့မှာတော့ထိုင်းနိုင်ငံမှာကိုစိုးလွန်လင်မြန်းနှစ်ယောက်ကဒီပတ်စံအိတ်ကောက်ရတဲ့ဆိုမှသူတို့အကောင့်မှာတင်ထားတာတွေ့လို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်reaction ပြန်လုပ်ချင်တာဖြစ်ပါတယ်ဆိုတော့ဒီကိုစိုးလွန်နဲ့လင်မြန်းနှစ်ယောက်ကကောက်ရတဲ့ပတ်စံအိတ်ကိုပါရှိလဲဆိုရင်မှဖွင့်ကြည့်တဲ့အချိန်မှာတော့ထိုင်းဘတ်300ရဲ့မင်းကလေးတွေအလှပြန်ပြက်စီတွေနှခမ်းနီးတွေပြီးရင်တော့တခွားဒီနှလုံးရဲ့တခွားဒီကဘာလို့ဖို့ဆောင်ထားတာလဲတော့မသိဘူးဆိုတော့ဒီအိတ်ပိုင်ရှင်ကလည်းဒီအိတ်ကိုအမြန်ဆုံးပြန်တွေးပါစေလို့ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဆက်ပြီးမှကြည့်လိုက်ကြရအောင်ကဲပတ်စံအိတ်လေးတစ်လုံးကောက်ရထားပါတယ်ခင်ဗျာနော်ကျွန်တော်တို့ပတ်စံအိတ်ထဲမှာတော့ပတ်စံက300ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဘန်ကတ်တွေပါလာတယ်ဗျဘန်ကတ်တွေပါတယ်နောက်ပြီးတော့ဒီမှာသူ့ရဲ့ပုံမလို့ပေါ့နော်ယူဒီတော့ဘာကတ်လဲတော့မသိဘူးမပုံနေကြတော့မဟုတ်ဗျာအဲ့ဒီကတ်လေးတစ်ခုလည်းကျွန်တော်တို့ပါလာခဲ့ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပုံထဲမှာပါတဲ့ပိုင်ရှင်ပေါ့နော်ညီမလေးကနေပြီးတော့ဒီအပေါ်မှာကျွန်တော်ဖုန်းနံပါတ်တင်ထားပေးတယ်အဲ့ဒီဖုန်းနံပါတ်ကိုတစ်ချက်လောက်ဆက်သွယ်ခဲ့ပေးပါဒီဗီဒီယိုဖိုင်ကိုလည်း share သွားပေးပါပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပိုင်ရှင်လေးတွေ့သွားရအောင်ပေါ့နော်အမှသူဘန်ကတ်တွေပါတော့ဘန်ထဲမှာပတ်စံနေပါတယ်လေနော်အဲ့ဒါကြောင့်မလို့ပါနောက်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ့လေးပေါ့နော်အဲ့လေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေပါလဲဆိုတော့ဟောတာမျက်နှာမိတ်ကလိမ့်နဲ့ဟာတွေနောက်ပြီးတော့ဟောဒီမှာလက်သေးကြီးတွေနှခမ်းကြီးတွေနော်ဆက်နော်တခွားပြီးလေးလည်းပါတယ်ဗျာနော်ဒီမလေးဟိုတခွားပြီးရကြတော့လေတခွားပြီးရကြတော့အကိုတို့ရက်ရှိထားလို့ရမို့ဒီကောင်ကညှိုးသွားလိုက်မယ်နော်တခွားပြီးရကြတော့အကိုတို့ငပီးနဲ့တွေးစားဖို့ယူထားလိုက်တော့မယ်နော်မပါရတခွားပြီးနှလုံးတော်မှာညီမဒီနှလုံးလေးထူးဆန်းတဲ့ထိတ်ကြည့်ပြီးတော့နည်းနည်းကောက်တယ်ညီမရေနော်ဒါလေးတွေကကြတော့ကိုနော်အဲ့လေးတွေကြတော့တခွားပြီးရကြတော့အကိုစားလိုက်တော့မယ်နော်ဘာလို့လဲဆိုတော့ကိုကမပါလို့လေနော်ဩဒီမှာစီဘူးခွာပြီးနဲ့စီဘူးနဲ့တခွားပြီးအဲ့ဒါခေါင်းလေးစီဘူးမောက်လေးစဉ်းစားကြည့်တာပေါ့နော်တခွားတီးကတော့ဟိုဒီဟာလေးတွေတော့အကိုပြန်ပေးမှာပေါ့နော်တခွားတီးကကြတော့အကိုထားမကန်လို့စားလိုက်မယ်ညီမတို့အခုကလူငယ်တွေကနော်တခွားတီးတဲ့ကြိုက်ပုံရတယ်ကောင်မလေးကပြောမှဆိုတခွားတီးကိုဟိုတွားလေးရအောင်တည်သွားတယ်သမင်းစားကြရင်ကအရန်နဲ့ဖြစ်အောင်တင်သွားနော်အခုတော့စားလိုက်တော့မှသိလားဒါဟိုဖြစ်တော့လေအရာတမျိုးလေးနော်နိုင်တူရကြည့်လို့နိုင်တူရကြည့်လို့ပြပလာအဲ့ဒါမင်းကလေးရိုးချင်မအောင်ပဲကြာအန်ဂျီပီလေးအိလာမှာဘယ်လိုလဲတကွာရီရအကိုသားမကန်တော့ကလက်ဒီလိုလက်လိုက်ဒီစိတ်ကြီးနေတာဟာလည်းပြန်ထည့်တာပဲနော်အန်ဂျီပီလေးရဲ့ညလို့အားရကိုလည်းတကွာရီရတော့စားရမလို့ငါတိုးသွားကုန်လားဒါမှမဟုတ်မင်းမကဘာသာမစားဘူးတကွာရီရတော့အသားမကန်တော့စားလိုက်ပါပြီနော်ပြန်ညီမလေးအမပတ်စံ300နဲ့ဘန်ကတ်တွေလည်းပါလာပါတယ်နော်အပေါ်မှာအဲ့ဟောင်းနံပါတ်လေးတစ်ချက်လောက်ဆက်သွယ်ပေးခဲ့ပါလို့နော်အဲ့ဒါလေးပြောချင်တာပါနော်ညီမလေးရဲ့ဘန်ကတ်ရဲ့နောက်ပြီးတော့ညီမလေးအမမှတ်ပုံနေလာပါလားသူပုံပါတဲ့ဥစ္စာတွေအဲ့ဒါကျွန်တော်ဖြတ်တာပြီးရနော်မှတ်ပုံနေတင်လို့မရဘူးနော် Facebook မှတ်ပုံနေတင်လို့ရှိလို့ရှိရင်ဖြတ်တာမို့လို့ကျွန်တော်ရုပ်လေးပဲတင်တာပြီးတော့ဘေးနားစာရန်လေးတော့ဖြတ်တာရဲ့နာမည်လေးပါတယ်နော်ပိုင်းစဉ်အရှိအမဆက်သွယ်ပြီးတော့အမကျွန်တော်အပေါ်မှာတင်ထားပေးတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ခဲ့ပေးပါဘောနော်တခွားရီကတော့စားလိုက်ပါပြီလို့ငါအုံးကြီးပလင်းလေးပြန်ထည့်ထားပေးတယ်နော်ညီမတခွားရီနှလုံးကတော့ငါညီမရဲ့ကွက်ကိုနောက်ဟိုတွေးတဲ့ဒီမှာဝယ်စားလိုက်ပေါ့နော်ကမျိုးလို့လည်းတခွားရီကနော်ဒါဒီကောင်ပါရဲ့အားလုံးမဒီဗီဒီယိုဖိုင်ဝိုင်းဆွဲပေးကြပါလို့အားလုံးကျေးဇူးတင်ပါတယ်နော်တခွားရီကတော့ကျွန်တော်စားလိုက်ပါပြီလို့အားလုံးကျေးဇူးပါဘာလို့စားလဲ